MCB ဘဏ်ကိုလော်ခဲ့တဲ့34နှစ်1992ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ခေတ်ဆက်ဆက်ရဲ့စိန်ခေါ်မှုတွေကိုကြော်ဖြတ်ပြီးပြည်သူတွေရဲ့ဘဝကိုငွေကြေးဝန်ဆောင်မှုတွေနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ပါတယ်။ဒီနေ့မှာတော့ MCB ဟာခိုင်မာတဲ့အစီအလာနဲ့တူမြမဘဏ္ဍာရေးကဏ္ဍမှာသုံးစွဲသူ customer များရဲ့ယုံကြည်စိတ်ချရွေးချယ်ရတဲ့ဘဏ်တစ်ခုဖြစ်ခိုင်မာစွာရပ်တည်နေပြီပဲဖြစ်ပါတယ်ကျမတို့ကတော့မမွေးဆန္ဒလို့ခေါ်ပါတယ်။လာမင်းဆက်ကူဆက်လုပ်ငန်းကိုလက်ကိုင်နေပါတယ်ရှင်။ MCB နဲ့လက်တွဲခဲ့တာ10စုနှစ်တခုကျော်သွားပါပြီ။ကျွန်တော်ကကိုနံပါတ်1 company စမိုင်းတီရွှေရဲ့ founder ဦးကျော်ဝင်းပါ။ MCB နဲ့စလက်တွဲခဲ့တာ3နှစ်လေးရှိခဲ့ပါပြီ။ business လုံးနဲ့ချင်းဝင်နဲ့ရခဲ့ပါတယ်။စက်ရုံလေးတစ်ချက်တာတော့အခုစက်ရုံနဲ့ပုတ်တစ်ချက်တာစောင့်နေတာတော့ရှိခဲ့နေ။ဒါတော့ MCB ရဲ့ပံ့ပိုးမှုကြောင့်ပါဟုတ်။မင်္ဂလာပါ။ကျွန်တော်နာမည်ကဝေယံကျော်ပါ။ကျွန်တော်က fan အောက်ဆက်ရဲ့ managing director ဖြစ်ပါတယ်ခင်ဗျာ။ MCB နဲ့ကျွန်တော်တို့တွဲလာတာ10စုနှစ်လောက်တော့ရှိပြီခင်ဗျာကျွန်တော်တို့ယူရတဲ့ service ကကျတော့ SMB ကျွန်တော်တို့ယူရပါတယ်လုပ်ငန်းပေါ်ရန်ကိုထောက်ကူပြုတယ်ကျွန်တော်တို့ဒီအုပ်ဆက်ကိုဒုတိယအုပ်ဆက်ကိုပေါ့နော်အဲ့ဒါကိုလည်း account တွေပေါ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ဒီတခြားလုပ်ငန်းပိုင်းတွေမှာလည်းထောက်ကူပြုပြီးတော့ account တွေအားလုံးတွေပေါ်နိုင်ခဲ့ပါတယ်ခင်ဗျာ MCB နဲ့လက်တွဲပြီး34နှစ်ကာလအတွင်းမှာ MCB ကမြန်မာနိုင်ငံသားတွေရဲ့ယုံကြည်မှုကြောင့်ခိုင်မာစွာရပ်တည်လာခဲ့ပါတယ်။ကျမတို့ရဲ့အနာဂတ်မျှော်မှန်းချက်ကတော့ခေတ်မီ digital နည်းပညာတွေနဲ့အတူပြည်သူတွေရဲ့ဗန္ဒာရေးလိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးပြီးမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအဓိကကျတဲ့အခမ်းကဏ္ဍကနေပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ MCB ရဲ့အောင်မြင်မှုကဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ကစတမာတိုင်းရဲ့ယုံကြည်မှုကြောင့်ပါ။ရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုပုံမကောင်းမွန်မြန်ဆန်အောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးသုံးစွဲသူမိဘပြည်သူတို့အတွက်အကောင်းဆုံးဗန်လုံလန်းအတွေ့အကြုံတွေကိုဖန်တီးပေးသွားမှာဖြစ်ပါတယ်။ MCB ကခိုင်မာတဲ့ဗန္ဒာရေးအခြေခံအုံမြစ်ပေါ်မှာရပ်တည်ပြီးတော့ရေရှည်တည်တံ့ခိုင်နေတဲ့ဖွံ့ဖြိုးမှုကိုတည်နေပါတယ်။ကျမတို့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဗန္ဒာရေးဆိုင်ရာစီမံခန့်ခွဲမှုတွေဟာဘဏ်ရဲ့တည်ငြိမ်မှုကိုအာမခံနေပြီး customer တွေရဲ့ငွေကြေးတွေကိုအမြဲတမ်းလုံခြုံစိတ်ချစွာထိန်းသိမ်းပေးသွားမှာပါ။လင်းမြန်စွာတိုးတက်ပြောင်းလဲနေတဲ့ digital ခေတ်ကြီးထဲမှာဒီပညာဟာလုပ်ငန်းရဲ့အသက်သွေးကြောတစ်ခုပါပဲ။ MCB အနေနဲ့ digital နည်းပညာများကိုအသုံးပြုပြီးစမ်းသစ်တဲ့ digital banking ဝန်ဆောင်မှုတွေကို customer တွေစီကိုရောက်အောင်အကောင်းဆုံးပို့ဆောင်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ပုံမလွယ်ကူမြန်ဆန်ပြီးလုံခြုံတဲ့အနာဂတ်ဘဏ္ဍာရေးကဏ္ဍတစ်ခုကိုအတူတကွပါဝင်ဖော်ဆောင်ပေးဖို့ဖြစ်ပါတယ်။ဘဏ်လုပ်ငန်းမှာယုံကြည်စိတ်ချမှုကအရေးကြီးဆုံးချက်ဖြစ်ပါတယ်။ကျွန်တော်တို့ဘဏ်အနေနဲ့ customer တွေရဲ့ယုံကြည်စိတ်ချမှုကိုရရှိဖို့အတွက်ခိုင်မာတဲ့ risk management framework တွေ compliance governance တွေကိုဘဏ်မှာတည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။အနာဂတ်မှာလည်း customer ရဲ့အကျိုးစီးပွားကိုကာကွယ်ပြီးတော့ခိုင်မာတဲ့ဘဏ်တစ်ခုဖြစ်ဆက်လက်ပြီးတော့ရပ်တည်သွားမှာပါ။ MCB ရဲ့34နှစ်တာအောင်မြင်မှုအတွက်နောက်ကွယ်မှာတော့ဝန်ထမ်းတွေရဲ့အခက်အခဲအဓိကပါဝင်နေပါတယ်။အဲကြောင့်မလို့ဝန်ထမ်းတိုင်းအတွက်အစီအစဉ်ကောင်းတွေ program တွေကိုစဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါတယ်။အနာဂတ်ရဲ့ digital ဘဏ္ဍာရေးလောကမှာလူတိုင်းအတွက်အကောင်းဆုံးနဲ့အဆင်ပြေဆုံးဝန်ဆောင်မှုတွေကိုပေးအပ်ဖို့ကျမတို့ MCB ကအမြဲအဆင်သင့်ရှိနေပါတယ်။ MCB ရဲ့အခု34နှစ်ပြည့် anniversary ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင် customer တွေအကျိုးနဲ့ဝန်ဆောင်မှုတွေအများကြီးပေးနိုင်ပြီးတော့ဒီထက်မှကပိုပြီးတိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပါတယ်ရှင်။နောက်ဆက်လေးနေ့ကိုစပြီးတော့ MCB ဘဏ်ကိုဒီထက်မှကကြီးပွားတိုးတက်ပါစေလို့ဆုတောင်းပေးရပါတယ်ခင်ဗျာ။ MCB ကိုဒီ34နှစ်မှာကနောက်နှစ်ပေါင်းများစွာတိုင်အောင်လည်းအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။ MCB 34နှစ်ပါပြီ။ပေါင်းများစွာပါ